ဆိုင်လာဆိုင်ကြောင့်မှတ်သားမှုချက်တပင်ကတိယတိကမ္မခတ်ပါလေဆိုင်လာဆိုင်ကြောင့်မှတ်သားမှုချက်တပင်ကတိယတိကမ္မခတ်ကျင့်တဲ့ကျင့်လိုက်အထားသူ30စကားဆိုတလုံးမလွဲပြုံးကနေခံရတတ်ပါလေဟန်ကလည်းတည်တဲ့နားကလည်းတက်ပါမနှုတ်ကအာရှင်းရပါလေစာတုစာစကလည်းပေါ်များရတဲ့ဆိုင်းရဲ့ခင်းချင်းတပိတ်ရဲ့ခင်းချင်းကိုလည်းနားလည်ရပါလေဒါကြောင့်တပင်တက်ဆိုတော့သင်မှတ်လို့မပြီးပါဘူးဗျာပညာရှိတဲ့ဝိုင်းတော်အတွင်းကကိုကျော်မင်းကဒီနေရာကနေမောင်ရဲ့ဟတ်တီဘယ်ညာမှလို့ဤကဲ့သို့မလွယ်တာစပါခင်ဗျမေတ္တာနဲ့အနစ်ရှာလိုက်တော့ချစ်တာကစပါတယ်မေတ္တာနဲ့အနစ်ရှာတော့ချစ်တာကစတောင်းကနဒီပါတခွင်မှာညီမြလျင်အေးမြစေဖို့အိစလို့မဟုတ်ညတဲ့ကိုကျော်မင်းဒီနေရာကနေခမည်းရဲ့လက်တနဲ့ဤကဲ့သို့ဖေးမှပေးပါခမည်းစေတနာဝိစာမောက်ပါလို့ဒီဝတလျှောက်လောကတလောတော်တနာတို့အမှန်ပြချင်အငွေယောက်ျားပတိတာကနာမမြည်တရားဖဲသူပါလိတ်ပွင့်အားကောင်းတဲ့စပယ်ခင်းညအမောင်တွင်လေးတယ်အစင်နစ်ပြည့်တဲ့ပညာအစင်လူလေကောင်းမှတင်တဲ့ဂီတအညော့ပါပဲမမကိန်းတပေါင်းရှိတဲ့မဲ့တမျိုးတတ်ရရင်ဒီခံယုသားစကားအချိုးသားမလူသမားအချင်းပြေကင်းသိမ်မွေချင်းဆိုင်မတာပါဆရာများပြီးတော့ပညာကိုဖြစ်ဟတ်တင်ဆိုတဲ့လက်ကလေးနဲ့ဂေါနာဆိုတဲ့ရိတ်ခံထားတဲ့ပတ်လုံးလေးတွေကိုကာယဆိုတဲ့လူအားလေးနဲ့စိတ်သိပြတယ်ပါကိုကျော်မင်းတိုင်းပြည်အောင်မြို့ရွာအေးချမ်းနိုင်စီရောတိုင်းပြည်အောင်မြို့ရွာအေးချမ်းနိုင်စီရောအလူတော်မင်္ဂလာပွဲမှာကျွန်တော်တိုးသားဒီမှာဖို့ဆရာရွှေတော်မြိုင်ရဲ့နီးဟန်မပြတ်ပါကျွန်တော်အကိုဆရာမန္တလေးဝင်းတင်မှာတင်ယုံတင်လာအကွက်ကြကြကျွန်တော်ပြပြမှာ